ချစ်ရတယ်မောင်လေးညီမလေးနဲ့ဖေဖေမေမေတို့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီထိတ်ကကိုဘဝရဲ့ရည်မှန်းချက်တွေကိုစ조사ပြီးကောင်းတဲ့ဖော်နေသူတွေအတွက်သတင်းကောင်းတစ်ခုပါကြပါရှင်ပညာရေးဆိုတာကိုဘဝအတွက်ဘယ်သူမှလူယူလို့မရတဲ့အကောင်းဆုံး investment လို့ထိတ်ကယုံကြည်ပါတယ်အခုဆိုရင်မြန်မာကျောင်းသားတွေအတွက်အရှိတောင်အာရှက education hub ဖြစ်တဲ့ထိုင်းနိုင်ငံမှာပညာသင်ယူဖို့ခွင့်ရပြန်လာပါပြီမြန်မာနိုင်ငံရဲ့အကြီးကျယ်ဆုံးပညာရေးပွဲကြီးဖြစ်တဲ့ 11th Thailand Education Fair မြန်မာ2016ကိုစီတိုနာဟိုတယ်မှာခက်ခက်နာနာကျင်းပမှာဖြစ်ပါရဲ့ရှင်2026ကနေ2029 intake ကိုထိုင်းနိုင်ငံမှာတောင်းတက်ချင်လို့ရှင်တော့ဒီခွင့်ရလုံးဝမလွတ်တဲ့ဟာပါပဲเนาะဒီပွဲမှာဘာထူးခြားမလဲဆိုတာတစ်ထိပ်ပြောပြမယ် Number 1 Scholarship 100%ရမယ်ခွင့်ရပညာသင်စုအပြည့်အဝရဖို့ဘာတွေပြင်ဆင်ရမလဲတစိမ့်တစ်ပိုင်းထောက်ပံ့ကြီးတွေရောရှိလားဒါတွေကိုတနေရာထဲမှာအသေးစိတ်စုံစမ်းနိုင်မှာပါ Number 2မေးချင်တာတွေမေးလို့ရမယ်ဒါရိုက်ဆွေးနွေးခွင့်တက္ကသိုလ် admission officers တွေ professors တွေနဲ့ဒါရိုက်မျက်နှာချင်းဆိုင်တွေ့ပြီးဘာသာရပ်ရွေးချယ်မှုကျောင်းဝင်ခွင့်လိုအပ်ချက်တွေကိုစိတ်ကြိုက်မေးမြန်းနိုင်ပါတယ် Number 3ဘယ် line ကိုစိတ်ဝင်စားမလဲဆိုတာရွေးချယ်နိုင်မယ်ဘာသာရပ်မျိုးစုံ AI, IT and coding, engineering line နေလားဒါမှမဟုတ် business medical sciences, music, art and hospitality လားအားအကုန်လုံးဒီမှာရှိနေရနော် Number 4ကျွမ်းကျင်သူများရဲ့အကြံဉာဏ်ကိုရရှိနိုင်မယ်အခွင့်အရေးကျောင်းသားကနေထိုင်စီရင်အင်္ဂလိပ်စာလိုအပ်ချက်နဲ့ဘွဲရပြီးနောက်အလုပ်ကိုင်ခွင့်လန်းတွေကိုပါအသေးစိတ်သိရှိနိုင်မှာပါ Number 5 senior တွေစီကနေရရှိနိုင်မယ်လက်တွေ့အတွေ့အကြုံတွေနေ့လယ်ပိုင်းကြာလို့ရှိရင်လည်းလက်ရှိထိုင်းတက္ကသိုလ်တစ်ခုခုမှာဘွဲရထားတဲ့ alumni တွေစီကနေတန်မိုးရှိတဲ့လက်တွေ့အတွေ့အကြုံတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နော်။ကဲတော်တော်များများကိုလည်းရှင်းပြပြီးသွားပြီဆိုတော့ဘွဲရဲ့အသေးစိတ်ကိုပြပြမယ်နော်။အခုလာမယ့် April လ4ရက်နေ့စနေနေ့မှာမနက်9:00နာရီကနေပြီးတော့ညနေ4:00နာရီအထိဝင်ကြီးအခမဲ့နဲ့စီတိုနာဟိုတယ်ရဲ့ Grand Ballroom မှာတက်ရောက်နိုင်ပါတယ်နော်။ဒါပေမဲ့တခုရှိတာကအဲ့ပွဲကိုတက်ရှင်တယ်ဆိုလို့ရှိရင်တော့ register လေးတော့ကျုပ်လုပ်ပေးရမယ်နော်။ဒါလေးကတော့ register လုပ်ရမယ် QR code scan လေးဖြစ်ပါတယ် app ပွဲကိုဘယ်သူတွေတက်တယ်လဲဆိုတော့အထက်တန်းအောင်မြင်ပြီးနိုင်ငံခြားမှာကျောင်းတက်ချင်တဲ့သူများပြီးတော့ scholarship ရချင်ပေမဲ့ဘယ်ကနေစလုပ်ရမှမသိရဘူးလေနောက်ပြီးတော့ GED တို့ IGCSE တို့ရဲ့အမှတ်တွေထွက်ပြီးသားသူတွေနောက်ပြီးတော့ credit transfer တို့ top up program ကိုအကြောင်းသိချင်တဲ့သူများသားမိမိရဲ့အတွက်အရေးသွေးမိပညာရေးကိုရှာဖွေနေတဲ့မိဘတွေapp ပွဲရလေ Royal Thai Embassy ရန်ကုန်ရဲ့ပံ့ပိုးမှုနဲ့ Association of Alumni from Universities in Thailand ကဦးစီးပြီးကျင်းပတာဆိုတော့တကယ်ကိုယုံကြည်စိတ်ချရတဲ့ပွဲကြီးပါကဲကိုယ့်ရဲ့အနာဂတ်တွေကိုအစစ်မြင့်မြင့်ပုံဖော်ဖို့ April 4ရက်နေ့မှာအားလုံးနဲ့ဆုံကြမယ်နော်